အသက်30ကျော်လာတဲ့မမတွေကိုကျွန်မလှုပ်စေချင်တာနှစ်ခုရှိတယ်ဝိမစေချင်တယ်ပစ္စည်းကွစီတေးသေးလေးတွေကိုမတာကိုပြောတာမဟုတ်ဘူးကိုယ်ခန္ဓာကိုယ်ကအားအင်ရှိသလောက်အကုန်ညှစ်ထုတ်ပြီးတော့အားတွေအကုန်ပြည့်သုံးရမယ်အလေးတုံးမျိုးနောက်တစ်ခုကခုံတာလည်းအဝေးအများကြီးအမြင့်ကြီးစဉ်းစားစရာမလိုပါဘူးရိုးဒီတိုင်းခြေပြားလေးထောက်ပြီးတော့ကျမ်းမြင်ကနေကြွရဲဆိုရုံလေးပဲခုံတဲ့ဟာတစ်ခါခုံရင်အခါ20အခါ20ကို3ကြော့ပြန်ကြော့မနေ့ပိုင်းမှာတစ်ခါညနေပိုင်းမှာလည်းဒီလိုပဲအခါ20ကို3ကြော့ပြန်ကြော့ပြီးတော့ညနေပိုင်းတစ်ခါအဲ့ဒါကိုပဲပုံမှန်အနည်းဆုံး4လလောက်လုပ်ပေးမယ်ဆိုလို့ရှိရင်အယိုးသိပ်သီးစားလေးတွေတက်လာမယ်အစားအသောက်နဲ့ဖြည့်ရမယ် protein လေးတွေတခြားပြန်ဖြည့်ပေးမယ်အေးဝအောင်တခြားအိတ်မယ်ဒီ muscle တိဆောက်ဖို့အတွက်လိုအပ်နေတဲ့ supplement လေးတွေဒါလေးတွေစားပေးမယ်ဆိုရင်ကျမတို့အချိန်နဲ့ပြန်ဆုံးရှုံးနေမယ့် muscle တွေထက်ပိုတာတဲ့ကြောသားတူတစ်ခုတိဆောက်နိုင်မှာဖြစ်ပါတယ်ကြမ်းမာနဲ့လှပလေးကိုတဘာဝအတိုင်းတိဆောက်ခြင်းနဲ့ဆိုရင် muscle ရှိနေမှရမှာနော်